ဒီနဂါးကြီးကဒေါ်လာ30 တန်းတောင်ပိုင်ဆိုင်ထားတာဖြစ်ပေမဲ့တိတ်ကိုကစင်းနေလုံးပြီးတပြားတစ်ချက်မှမတုံးဆွဲပဲစုဆောင်းထားတာဖြစ်ပါတယ်။သူဟာ9ရက်နဲ့9ညတိုင်တိုင်ဘာစားစာမှမစားဘဲနေခဲ့ပြီးတဲ့နောက်မှာတော့စာလောင်မသိမ့်မှုကိုဘလို့မှမအောင်အီးနိုင်တော့ပါဘူး။ဒါကြောင့်သူဟာအဝေးကြီးမှန်ပြောင်းကိုကောက်ကင်ပြီးဈေးတက်တာဆုံးဖြစ်မဲ့စားတောက်ဆိုင်တစ်ဆိုင်ကိုလိုက်ရှာပါတော့တယ်။အဲ့ဒီအချိန်မှာပဲသူဟာအစ်စ်ဖွင့်လှစ်ထားတဲ့ပီဇာဆိုင်တစ်ဆိုင်ကိုလက်မြင်လိုက်ရပါတယ်။အဲ့ဒီဆိုင်ကပီဇာကို10မိနစ်အတွင်းအရောက်မပို့ပေးနိုင်ရင်အလကားကျွေးမယ်လို့ကတိပေးထားတာပါ။နဂါးကြီးဟာတွန့်ဆုတ်မနေတော့ပဲပီဇာတစ်လုံးချက်ချင်းပဲမှာယူလိုက်ပါတော့တယ်။ဒါပေမဲ့အဲ့ဒီပီဇာဆိုင်မှာကမ္ဘာအမြန်ဆုံးပီဇာပို့သမားရှိနေမှန်းကိုတော့နဂါးကြီးကများလုံးဝမသိရှာပါဘူး။နဂါးကြီးကပီဇာကိုအလကားစားရဖို့အတွက်အချိန်ကိုတေချာစောင့်ကြည့်ပြီးအကွက်ချနေခဲ့ပါတယ်။ပီဇာပို့သမားလေးစတင်ထွက်ခွာလာတာကိုမြင်တဲ့အခါမှာတော့သူဟာလမ်းကိုပိတ်ဆို့ဖို့အတွက်ခလုတ်ကိုဆွဲပြီးတရားကိုမြောက်တင်လိုက်ပါတော့တယ်။ဒါပေမဲ့သူအံ့အားသွားရတာကတော့ပီဇာပို့သမားလေးဟာအရှိန်ဟုန်ကိုအသုံးပြုပြီးအဲ့ဒီတရားကိုအလွယ်တကူပဲဖျက်ကျော်သွားခဲ့တာပါ။သူ့ရဲ့စကိတ်ဖုတ်လေးပြုတ်ကျကြံခဲ့ရင်တောင်မှနိုင်မန်တွေကတဲပွင့်တွေမြင်မြန်ဆန်ဆန်စီးကြနေတာကိုကြည်ရင်ရှေ့ကိုပဲဆက်ပြီးအပြင်းနေခဲ့ပါတယ်။နဂါးကြီးကလည်းနောက်ထပ်ထောင်ချောက်ခလုတ်တွေကိုထပ်ပြီးအသက်သွင်းလိုက်ပြန်ပါတယ်။ဒါပေမဲ့မျောလင့်မထားပဲပီဇာပို့သမားလေးဟာလွင့်စင်လာတဲ့ကြောက်တုံးကြီးတွေကိုရှောင်တင်းနိုင်ုံတင်မကပဲအဲ့ဒီကြောက်တုံးတွေရဲ့အရှိန်ကိုပါယူပြီးခီးကိုပုံမြန်ဆန်အောင်ပြုလုပ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ပီဇာပို့သမားလေးဟာ9မိနစ်နဲ့59စက္ကန့်တွင်းမှာတင်နဂါးကြီးရဲ့ရုံးကူပြီးမှန်စီကိုအရောက်ရှိသွားခဲ့ပါတော့တယ်။နဂါးကြီးဟာမတက်တာတဲ့အဆုံးပီဇာပိုးကိုတွန့်လို့စွာနဲ့ပဲပေးချေလိုက်ရပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာတင်ပီဇာပို့သမားလေးကပြုံးလေးနဲ့နဂါးကြီးကိုပီဇာပိုးပြန်ပေးပြီးအလာကားကျွေးလိုက်ပါတယ်။တကယ်တော့စိုင်းဖွင့်ပွဲထိမ့်မှတ်အနေနဲ့အဲ့ဒီနေ့မှာမာယူတဲ့ပီဇာအားလုံးကိုအခမဲ့ကျွေးမွေးနေတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ပီဇာပို့သမားလေးဟာပြုံးရှင်စွာနဲ့ပဲလက်ထွက်သွားခဲ့ပါတော့တယ်။နဂါးကြီးဟာသူ့လက်ထဲကပီဇာကိုစိုက်ကြည့်ရင်ငွေကြေးရဲ့စစ်မှန်တဲ့တန်ဖိုးကိုနောက်ဆုံးမှာတော့နားလည်သွားခဲ့ပြီးဆက်ပြီးကစိနေမနေတော့ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်